Hello မင်္ဂလာပါခင်ဗျာစီးပွားခွင့်လန်းတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဘာတွေပြန်လဲကျုပ်ခန်းစားခွင့်ရရှိနေလဲဆိုတော့နံပါတ်1ကျွန်တော်တို့လွတ်လပ်မှုပဲဖြစ်ပါတယ်ခင်ဗျာလွတ်လပ်မှုဆိုတဲ့နေရာမှာကိုဘယ်ပဲသွားကိုဒီစီးပွားကိုလောက်ကင်လို့ရတယ်ဘယ်နေရာမှာဖြစ်ကျွန်တော်ဒီစီးပွားကိုလောက်ကင်လို့ရတယ်ကိုအတွက်ဒီစီးပွားကိုလောက်ကင်ဖို့အတွက်အချိန်တည်သက်ကျွန်တော်တို့ပေးထားစရာမလိုပါဘူးခင်ဗျာနောက်တစ်ချက်အနေနဲ့ဆိုရင်ဒီစီးပွားကိုကျွန်တော်လောက်ကင်တဲ့ချိန်ကျရင်ကိုစူးစမ်းလောက်အကန့်အသတ်မရှိဝင်ငွေတွေကိုကျွန်တော်တို့ဖန်တီးနိုင်မှာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ရည်ချင်းဘယ်လောက်တိရှိလဲကိုယ့်ရဲ့ရည်ချင်းကိုကတ်သက်ထားတာမဟုတ်ဘဲနဲ့ကျွန်တော်အကန့်အသတ်မရှိကိုယ့်ရဲ့ရည်ချင်းကိုသုံးချပြီးတော့ကျွန်တော်တို့စူးစမ်းလို့ရတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာတတိယတစ်ချက်အနေနဲ့ဆိုရင်ကိုယ့်ရဲ့ရည်ချင်းတွေကိုအကန့်အသတ်မရှိမြင့်တင်နိုင်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီစီးပွားမှာကျွန်တော်အဖွဲ့အစည်းတိဆောက်တာတော့ပြီးရင်ပြန်လဲပြီးတော့ကျွန်တော်တို့ထောက်ကုန်ပစ္စည်းပြန်လဲပြီးတော့ရောင်းတဲ့ပိုင်းတွေမှာပြီးတဲ့ချိန်ကျကိုယ့်ရဲ့အဖွဲ့အစည်းကိုတိဆောက်ပြီးတော့ပြန်လဲပြီးတော့ဥဆောင်မှုပိုင်းတွေမှာကိုယ့်ရဲ့ရည်ချင်းတွေကိုအပြည့်အဝကျွန်တော်တို့တင်ယူမှုတွေလှုပ်ဆောင်မှုတွေအကောင်လုံးကိုအကန့်အသတ်မရှိကျွန်တော်တို့လှုပ်ဆောင်လို့ရတာပဲဖြစ်ပါတယ်ခင်ဗျာတစ်ဖက်ချက်မှာဆိုရင်လည်းကျွန်တော်တို့ဒီစီးပွားမှာကျွန်တော်တို့မြင်တဲ့အရာတွေရှိပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့နံပါတ်1ချက်အနေနဲ့ကျွန်တော်ပြောပြပေးမယ်ဆိုရင်ကျွန်တော်ဒီစီးပွားမှာငွေရင်းနှီးအများကြီးထောက်ရတယ်လို့ဆိုလိုကြတာဖြစ်ပါတယ်ခင်ဗျာတကယ်တော့အားလုံးအနေနဲ့ကျွန်တော်ဒီစီးပွားကိုလောက်ကန်နေချိန်မှာကိုယ်တိုင်သုံးစွဲမဲ့ထုတ်ကုန်ပစ္စည်းတွေကိုကိုယ်တိုင်ကနေပြီးတော့ဝယ်ယူသုံးစွဲရတာဖြစ်ပါတယ်ခင်ဗျာနော်ထပ်မှတ်ပြီးတော့ကျွန်တော်တို့ဒုတိယတစ်ချက်အနေနဲ့ဆိုရင်ဒီစီးပွားကိုကျွန်တော်တို့လောက်ကန်ကြတဲ့သူတွေနဲ့နော်တွန်းအားတွေရှိတာဖြစ်ပါတယ်ခင်ဗျာတွန်းအားဆိုတာကတော့ကိုယ်တိုင်ကနေတော့အဖွဲ့အစည်းကိုတိဆောက်တဲ့နေရာမှာအဖွဲ့အစည်းတိဆောက်တဲ့ချိန်ဒီအဖွဲ့အစည်းကိုပြန်လဲပြီးတော့ကျွန်တော်တို့အသိပညာပိုင်းဆိုင်ရာလက်ဆက်ကမ်းပေးရတဲ့နေရာမှာပြီးတဲ့ချိန်ကျရင်ကျွန်တော်ဒီအဖွဲ့အစည်းကျွန်တော်ရရှိသွားနိုင်ဖို့အတွက်ကျွန်တော်စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာကိုယ့်အတွက်သင်ယူစရာတွေအများကြီးကျွန်တော်ရှိတာဖြစ်တဲ့အတွက်